ဒေါက်တာဒီနေ့မိမကိုဘာကြောင့်ရားတာလဲဆိုတဲ့အကြောင်းရင်းနဲ့ပတ်သက်ပြီးတော့အဖြစ်များဆုံးပြဿနာလေးတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်။မင်္ဂလာပါဒေါက်တာကတော့ဒေါက်တာရွှေဖြစ်ပါတယ်။ Trust Academy သူနာပြုအကူသင်တန်းမှာစာသင်ကြားပေးနေတဲ့ဆရာဝန်တူဦးလည်းဖြစ်ပါတယ်။ဒေါက်တာတို့အမျိုးသမီးတွေကရန်ဖန်ရန်ခါမိမကိုရားရန်တက်တယ်။ဒါကပုံမှန်ဖြစ်စဉ်ပဲလား။ပုံမှန်ဖြစ်စဉ်ပဲလားဒါမှမဟုတ်ရင်ဘာကြောင့်လဲဆိုတာဒေါက်တာဒီနေရာလေးကနေတဆင့် knowledge sharing လေးလုပ်ပေးချင်ပါတယ်။အရင်ဦးဆုံး pre-puberty လို့ခေါ်တဲ့အရွယ်မရောက်သေးခင်အမျိုးသမီးတွေမိမကိုရားတယ်ဆိုလို့ရှိရင်တော့ဦးစားပေးစဉ်းစားရမှာကတန်ကောင်တွေတုတ်ကောင်တွေကြောင့်ရားတာဖြစ်နိုင်တယ်။တန်ကောင်တွေတုတ်ကောင်တွေကစအိုဝါမှာဥချလိုက်ပြီးတော့အဲ့ဒီဥကနေတဆင့်မိမကိုဘက်ကိုကူးသွားပြီးတော့မိမကိုရားရန်စေတတ်တဲ့ပြဿနာမျိုးဖြစ်တတ်တယ်။အရွယ်ရောက်ပြီးသားအမျိုးသမီးတွေမှာဆိုလို့ရှိရင်တော့အရေးကြီးဆုံးက personal hygiene မိမိရဲ့အတွင်းခံတွေကိုတေချာရှော့ဖွတ်လားတေချာရှော့ဖွတ်တယ်ဆိုလို့ရှိရင်တော့မှနေတေချာလှမ်းလားနေပူထဲမှာလှမ်းလားဒါမှမဟုတ်လို့ရှိရင်ရှက်လို့မြန်မာမျိုးသမီးတွေတော်တော်များများကအနောက်ဖေးတွေမှာနေအောင်ကြီးမရတဲ့နေရာတွေမှာဟိုချောင်းမှာဒီချောင်းမှာအဲ့လိုမျိုးတွေလှမ်းကြတယ်အဲ့ဒါကအမတန်မှားယွင်းတဲ့အပြုတ်မှုဖြစ်တယ်ဘာလို့လဲဆိုတော့အဲ့လိုချောင်းတွေမှာတွန်းလှမ်းလိုက်ပြီးဆိုလို့ရှိရင်ဒီနေရာတွေကဆို time mine နဲ့ဒီ environmental temperature ပေါ့နော်ဆို time mine နဲ့တိတ်တဲစာဖြစ်စေပြီးတော့အဲ့ဒီကနေမှတဆင်မှုတ်ပိုးတွေပေါက်တတ်တယ်အဲ့ဒီမှုတ်ပိုးတွေပေါက်နေတဲ့အတွင်းခန့်ကိုကဝတ်မိတယ်ဆိုလို့ရှိရင်တော့တေချာပေါက်ဘက်တီးရီးယားပိုးတွေမှုတ်ပိုးတွေဆွဲသွားပြီးတော့ဆေးကုသမှုကိုခံယူရလိမ့်မယ်နောက်တစ်ချက်က sexual ကြောင့်ကိုကလိန်ဆက်ဆန်တယ်ပေါ့နော်လိန်ဆက်ဆန်တယ်ကိုယ့်ရဲ့ partner မှာတစ်ဖက် partner မှာဒီမှုနဲ့ပတ်သက်တဲ့ယောဂတွေရှိနေတာတွေကာလာသားယောဂပိုးတွေရှိနေတာတွေဒါတွေကိုကိုကမမြင်နိုင်ဘူးမမြင်နိုင်မဲ့နဲ့လိန်ဆက်ဆံပြီးတဲ့အခါမျိုးဆိုလို့ရှိရင်လည်းကိုယ့်စီကိုဒီဘက်တီးရီးယားပိုးတွေfungal ပေါ့နော်မှုပိုးတွေကရောက်လာတက်ပြီးတော့မိမကိုရာရန်စေတတ်တယ်နောက်တစ်ခုကအရန်ကိုမှအခုခေတ်မှာပေါ့နော်အသုံးများနေတဲ့ pH care တွေအမျိုးသမီးတန့်စင်စေးရည်အလွန်အကျွံသုံးပါတယ်အဲ့ဒီအမျိုးသမီးတန့်စင်စေးရည်အလွန်အကျွံသုံးခြင်းကလည်းမိမကိုရားရန်စေတတ်တဲ့ပြဿနာတွေမှာပါပါတယ်နောက်တစ်ခုက perfume တွေပေါ့နော်အမျိုးသမီးဒီမိမကိုတန့်စင်တဲ့စေးရည်မဟုတ်ဘဲနဲ့အတွင်းကမှာဖျန်းရတဲ့ perfume တွေအလွန်အကျွံဖျန်းနေဆိုလို့ရှိရင်လည်းဒီ perfume တွေကြောင့် chemical တွေကြောင့်ဘာဖြစ်လဲဆိုလို့ရှိရင်ဒီမိမကိုရဲ့နှက်ခမ်းသားပေါ့နော်အတွင်းဝကဘာဖြစ်တော့မလဲရားရံပြီးတော့ရောင်ရမ်းပြီးတော့နှီးရဲပြီးတော့ပူတာတွေဆက်တာတွေဖြစ်လာပြီးတော့တေချာပေါက်မိမကိုရားရံတာကိုဖြစ်စေပါတယ်ဒါကြောင့်အားလုံးပဲဒီဗီဒီယိုလေးကနေတဆင့်ဘာကြောင့်ဖြစ်သွားပြီလဲဆိုတာကိုသိသွားပြီဆိုလို့ရှိရင်တော့အမြန်ဆုံးဆင်ခြင်သင့်ပါတယ်လိန်ဆက်ဆန်တဲ့အခါမှာဆိုလို့ရှိရင်လည်းကွန်ဒုံးကိုမဖြစ်မနေသုံးသင့်ပါတယ်ကွန်ဒုံးသုံးခြင်းဟာ contraception လို့ခေါ်တဲ့ဒီကလေးမရအောင်ပေါ့နော်ချိုတင်ကောက်ွယ်တာဖြစ်တယ်လို့ဒီလိုယောဂပိုးတွေကိုလည်းမဖြစ်စေပါဘူးဒါကြောင့်အားလုံးပဲဒီဗီဒီယိုလေးနဲ့တဆင့်အားလုံးသိသွားပြီဆိုလို့ရှိရင်တော့ကိုယ့်ရဲ့တငယ်ချင်းတွေကိုသိသွားအောင်ထပ်ပြီးတော့ sharing လုပ်ပေးပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်မင်္ဂလာရှိသောနေ့လေးဖြစ်ပါစေရှင်